ချင်းကိုကြားဘူးကြလားဒီတချင်းကိုအရင်ဆုံးဆိုထားတဲ့သူကကျော်ဟိန်း ဒီလူကိုပြစ်ထားရတဲ့ချစ်ပြီလို့ကိုဆွဆွဲလိုက်တမ်းဖို့ရဘူးကွယ်ချီနေလို့ဆိုလို့သာတို့နှစ်ယောက်ဟာမတွေ့ကြတာပဲကောင်းပါသေးတယ်သူကိုယ်တိုင်တယောက်တည်းတွေ့ဖို့မဖြစ်သေးခိုင်မှာလွမ်းကြမယ်ချစ်လေးရဲ့ဒါပဲမလဲနေသိစရာရှိသေးနောက်ထပ်တွေးရဆိုခဲ့ပါတယ်